မိတူဆွဲရင်အခုလိုမဲနေရဘာကြောင့်လဲဟုတ်ပါတယ်အခုလိုမိတူဆွဲလို့မဲတယ်ဆိုရင် drum ဒါမှမဟုတ် blade တစ်ခုခုကြာနေလို့ပါဒီမှာရှိတဲ့နှလုံးကိုအရင်ဖြုတ်မယ်ပြီးရင်နောက်ဖုံးကာပါကိုဖွင့်ထားမယ်ပြီးရင်ဒီဖုံးလေးကိုလှက်မယ်ဒီကနေပြီးတော့ဆွဲခွာမယ်ဒီဆေးကန်ကိုကျွန်တော်တို့အောက်ဖိပြီးတော့မားလိုက်မယ်ပြီးသွားပြီဆိုရင်ဒီနက်ကိုကျွန်တော်တို့ဖြုတ်မယ်ဒါကိုနက်ကိုဖြုတ်ပြီးသွားပြီဆိုရင်ဒီမောင်းလေးကိုအောက်မှာချထားလိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနှလုံးကိုဖြုတ်မယ်ဒီနှလုံးကိုကျွန်တော်တို့ဖြုတ်ပြီးသွားပြီဆိုရင်ဒီဟာလေးကိုကျွန်တော်တို့ဆွဲနှုတ်လိုက်မယ်တွန်ယူနစ်လေးရဲ့ပြီးမှရှိတဲ့နက်အားလုံးကိုကျွန်တော်တို့ဒီမှာအပေါ်အောက်ဖြုတ်မယ်နက်အားလုံးကိုဖြုတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအဖုံးမဲလေးကိုကျွန်တော်ဆွဲချွတ်လိုက်မယ်နောက်တစ်ဆင့်ကျွန်တော်တံပြားလေးကိုကျွန်တော်တို့ဆွဲဖြုတ်လိုက်မယ်နော်ဆွဲဖြုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာမဲနေတဲ့တွန်လုံးလေးကိုကျွန်တော်ဆွဲထုတ်လိုက်မယ်တွန်လုံးလေးဆွဲဖြုတ်ပြီးသွားရင်နောက်တစ်ဆင့်ကျွန်တော်တို့ဒီမှာလိတ်လုံးလေးကိုကျွန်တော်တို့ဆွဲထုတ်လိုက်မယ်နှက်ကလေးနှလုံးကိုကျွန်တော်တို့ဖြုတ်လိုက်မယ်နော်နှက်ကလေးနှလုံးကိုဖြုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ပလိတ်လေးကိုကျွန်တော်တို့ဖယ်လိုက်မယ်နော်ထုတ်လိုက်မယ်ကျွန်တော်ဆေးတွေကိုအပြင်မှာတွန်းတန်ရှင်းရေးလုပ်လိုက်မယ်မိတူစက်နဲ့ပတ်သက်တာလေးတွေအကြောင်းအရာလေးတွေသိချင်နေဆိုရင်ကွန်မန့်မှာရေးခဲ့ပါပြီးတော့တငယ်ချင်းတွေကိုအချင်းချင်းမျှဝေပေးကြပါနောက်ပိုင်းကျွန်တော်ကနောက်နေ့တွေမှာကျွန်တော်တို့ဒီမှာမှတ်ပုံနဲ့6ရက်ကူးနီးမှတ်ပုံနဲ့အပေါ်အောက်ကူးနီးကိုလည်းကျွန်တော်တို့ပြောပြသွားမှာဖြစ်တဲ့အတွက်အားလုံးကိုအသေးလေးပေးဖို့လည်းမမေ့ပါနဲ့ share ပေးဖို့မျှဝေပေးဖို့လည်းမမေ့ပါနဲ့လို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တန်ရှင်းပါညာလုပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီပလေလေးကိုသူ့နေရာနဲ့တူကျွန်တော်တို့ break အသေးလေးကိုကျွန်တော်တို့တက်လိုက်မယ်နော်ဒီမှာနှစ်လေးတစ်လုံးရှိမယ်ဒီမှာနှစ်လေးတစ်လုံးကိုကျွန်တော်တို့တက်လိုက်မယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာမဲနေတဲ့ရေလုံးလေးကိုကျွန်တော်တို့တန်ရှင်းထပ်လုပ်လိုက်တန်ရှင်းပြောင်းနေအောင်လုပ်လိုက်မယ်တန်ရှင်းလုပ်ပြီးတော့ဆိုရင်လုံးလေးကိုကျွန်တော်တို့ဒီမှာပြန်တက်လိုက်မယ်ဒရန်တယ်လေးကိုကျွန်တော်တို့ဒီမှာထည့်လိုက်မယ်ဒီမှာတက်လိုက်မယ်တပြီးသွားပြီဆိုရင်ခုနကဖြုတ်ထားတဲ့တံပြားလေးကိုကျွန်တော်တို့ဒီအပေါက်ထဲကိုထည့်မယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်ဒီနက်ကလေးတစ်လုံးနဲ့ဒီနက်ကလေးတစ်လုံးကိုကျွန်တော်တို့ရင်သုံးတက်ထားမယ်ပေါ့နော်ပုံမဲလေးနဲ့ဟာလေးကိုကျွန်တော်တို့ဒီထိတ်လေးကိုဆွတ်လိုက်မယ်ပေါ့နော်ဆွတ်ပြီးသွားပြီဆိုရင်ဒီအပေါ်လေးနက်တစ်လုံးနဲ့ဒီအောက်ကနက်တစ်လုံးကိုကျွန်တော်တို့ဒီတက်လိုက်မယ်ခုနကကျွန်တော်တို့ဖြုတ်လိုက်တဲ့ဟာလေးကိုဒီမှာသူ့ကျိတ်မှာနေရာလေးရှိရပေါ့နော်ဒီမှာသူ့အိမ်နေရာလေးရှိတယ်အဲ့နေရာလေးတိုင်းကျွန်တော်တို့ဒီမှာဒီလိုမျိုးလေးတဲပုံစံလေးနဲ့ကျွန်တော်တို့ပြန်သွင်းလိုက်မယ်ပြီးသွားပြီဆိုရင်ပြန်သွင်းပြီးသွားပြီဆိုရင်ဒါလေးကိုပေါ်တင်လိုက်မယ်ပေါ်တင်ပြီးသွားရင်ဒီနယ်လေးတစ်လုံးရယ်ရက်နက်ကလေးတစ်လုံးရယ်ကျွန်တော်တို့တက်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်ဒါလေးကိုဖြည့်ပြီးတော့ကျွန်တော်တို့လူနေရာနဲ့တူဒီမှာပြန်တက်လိုက်မယ်ပြီးပြန်တက်လိုက်မယ်ဒီမှာပြန်တက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့နက်တစ်လုံးကိုပြန်ထည့်လိုက်မယ်ပေါ့နော်ကာပါလဲတက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့အန်ကိုကျွန်တော်တို့ပြန်ပိတ်လိုက်မယ်ကျွန်တော်တို့ပြန်ပြီးတော့ဆက်ကို run ကြည့်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကုန်တက်ပြီးသွားရင်ကျွန်တော်တို့စာလေးကိုဒီမှာကျွန်တော်တို့ပြင်ပြီးတော့ဆွဲကြည့်မယ်ကျွန်တော်တို့ဒီမှာလုံးဝကြည်တောက်ရှင်းစာလေးရပြီเนาะမမဲတော့ဘူးเนาะအားလုံးဆင်ပြေကြပါစေ